ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့တောင်သူဦးကြီးတွေတက်ပေါ့နော်လာမယ်မိုးမှာတိနံမဲ့စိုက်ပျိုးဖို့အတွက်တောခုတ်ပေါင်းရှင်းတဲ့ချိန်ရာသီလို့ပြောရင်လည်းမမှားပါဘူးခင်ဗျဒါအပြင်ကျွန်တော်တိနံစိုက်ပျိုးတဲ့အချိန်မှာလည်းပေါင်းမြတ်တွေကိုကျွန်တော်တို့တိနံစိုက်ခင်းတွေမှာဖြစ်နေရှင်းလင်းနှိမ်နှင်းရတာရှိပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့ရဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်မှာဆိုရင်လုံသားရှားပါမှုကျွန်တော်တို့ပြဿနာရှိတယ်ဒါအပြင်ကျွန်တော်တို့ပေါင်းနှုတ်ခဒီအလုသမားကုန်ကြစိတ်တွေကိုကျွန်တော်ရှော့ချဖို့အတွက်ဆိုပြီးတော့တောင်သူကြီးတွေကအခုဆိုရင်ပေါင်းသက်စီတွေကိုကျွန်တော်တွင်တွင်ကျဲကျဲဒါအသုံးပြုလာတာကိုတွေ့ရှိရပါတယ်ဒါကြောင့်တို့တောင်သူကြီးတွေအနေနဲ့ပေါ့နော်ဒီပေါင်းသက်စီသုံးဆွဲတဲ့ခါမှာဆိုရင်စနစ်တကျဒါအကျိုးရှိထိရောက်အောင်သုံးဆွဲမှသာလျှင်ကျွန်တော်တို့ပေါင်းကိုအောင်မြင်စွာကာကွယ်နှိမ်နင်းနိုင်ပြီးတော့ကျွန်တော်တို့တိနံဆုံးရှုံးမှုတွေကိုလည်းပဲကာကွယ်နိုင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တိနံစိုက်ခင်းတွေမှာဆိုရင်ကြောက်တဲ့ပေါင်းမျိုးစားနဲ့စိုက်ပျိုးထားတဲ့တိနံမျိုးစားပေါ်မူတည်ပြီးတော့ကျွန်တော်တို့တိနံအထွန်းလုံးကို100ခိုင်နှုန်းကနေ100ခိုင်နှုန်းထိကျွန်တော်ဆုံးရှုံးနိုင်ခြေရှိပါတယ်ခင်ဗျဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့တောင်သူကြီးတွေပေါ့နော်ပေါင်းသက်စေးသုံးဆွဲတဲ့ခါမှာဆိုရင်အကျိုးရှိထိရောက်ဖို့အတွက်သတိထားမယ့်အချက်တွေကိုကျွန်တော်ဘူးတုဒအနေနဲ့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျနံပါတ်1အချက်ကတော့ကျွန်တော်ပေါင်းသက်စေးဒါရွေးချယ်မှုမှန်ကန်ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ပေါက်ရောက်နေတဲ့ပေါင်းမျိုးစားရဲ့တိနံစိုက်ခင်းပေါ့နော်တိနံစိုက်ခင်းမှာဆိုရင်စဘာခင်းလားပြောင်းခင်းလားပဲခင်းလားစသဖြင့်ပေါ့နော်ဒီတိနံစိုက်ခင်းနဲ့ပေါက်တဲ့ပေါင်းမျိုးစားကိုမူတည်ပြီးတော့ကိုက်ညီတဲ့စီကိုကျွန်တော်တို့ဒါရွေးချယ်နှိမ်နှင်းရမှာဖြစ်ပါတယ်ခင်ဗျဒါမှသာလေကျွန်တော်အကျိုးရှိထိရောက်မှာဖြစ်ပါတယ်နံပါတ်2အချက်ကတော့တင့်တော်မှန်ကန်တဲ့ဒါစေနှုံတာဖြစ်ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့အားလုံးသိပြီးတာပဲဝယ်ယူသုံးဆွဲတဲ့ပေါင်းသက်ဆေးရဲ့ဘူးပလင်းပေါ်မှာမူတည်ပြီးအညွှန်းစာအတိုင်းကျွန်တော်တို့တခြားစနစ်ကျနဲ့ပတ်ဖြန်းဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့တောင်သူဦးကြီးတွေကတချို့ဆိုရင်ကျွန်တော်တို့တစ်ခါတလေကျွန်တော်တို့စေနှုံတာကိုပို့ပြီးတော့ထည့်ကျင်တာပေါ့နော်ပို့ပြီးတော့ပေါင်းတင်အောင်ဆိုပြီးတို့တော့ကျွန်တော်တို့ကအားလုံးတွေရွေးချက်မဲ့ပေါင်းသက်စေးလိုဟာမျိုးကျွန်တော်တို့နှုံထားပို့ထဲတာပြဿနာမရှိပေမဲ့ရွေးချက်ပေါင်းသက်စေးလိုဟာမျိုးကျွန်တော်နှုံထားပို့ထဲရင်တော့ကျွန်တော်တို့ရဲ့ဒီစိုက်ပျိုးထားတဲ့အသီးနှံမှာလိုင်းတာတစ်ခုထိထိခိုက်နိုင်တာပေါ့နော်ဒါကိုလည်းပဲကျွန်တော်တို့သတိထားသင့်တာဖြစ်ပါတယ်ခင်ဗျနံပါတ်3အချက်ကကျွန်တော်တို့ပတ်ချမ်းချိန်မှန်ကန်ရမှာဒါကတော့အားလုံးသိတဲ့အတိုင်းပဲပေါင်းပင်ရဲ့အနေထားရဲ့အသီးနှံပင်ရဲ့တက်တန်းအခြေအနေတွေကိုကျွန်တော်တို့ကြည့်ပြီးတော့ညွှန်ကြားထားတဲ့အတိုင်းပေါ့နော်တရားစနစ်ကျနဲ့ပတ်ဖြန်းရမှာဖြစ်ပါတယ်ခင်ဗျနံပါတ်4အချက်ကတော့ကျွန်တော်တို့ပေါင်းသက်စီဖြန်းတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့တင့်တော်မှန်ကန်တဲ့ကျွန်တော်ပေါင်းခြင်းရာသီဥတုအခြေအနေဖြစ်ရပါမယ်ဥပမာဆိုကြပါစို့လေရန်တိုက်တာနေရန်ပူတာပြီးလေးဆန်းကိုကျွန်တော်တို့ဆန်ပြီးတော့ဖြန်းတာပြီးမိုးရွာတဲ့နေ့တွေဒီလိုနေ့တွေမှာဆိုရင်ကျွန်တော်တို့မဖြန်းတာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျနံပါတ်5အချက်ကတော့ကျွန်တော်တို့ရဲ့တိနက်ဆိုင်ခင်းတွေမှာဆိုရင်မြင်းမြန်းတဲ့ဆိုရင်ညီညာပြီးတော့ရည်သွင်းရထုတ်ကောင်းမွန်မှန်ကန်တဲ့အခြေအနေဖြစ်ရမှာပဲဥပမာဆိုကြပါစို့ကျွန်တော်စဘာခင်းပေါက်သက်စီဖြန်းတဲ့အခါမှာဆိုရင်ရေအကုန်လုံးပြောင်းခါထုတ်တယ်ပြီးရင်ကျွန်တော်တို့ဆေးဖြန်းလိုက်တယ်အသုံးပြုတဲ့ပေါင်းသက်ဆေးအမျိုးအစားပေါ်မူတည်ပြီးတော့တတ်မှတ်ထားရက်မှာကျွန်တော်ရေပြန်သွင်းတဲ့အခါမှာဆိုရင်လည်းအားလုံးညီညွတ်ညွတ်နဲ့မှန်မှန်ကန်ကန်နဲ့ကျွန်တော်ရေသွင်းထုတ်လုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျအကယ်၍ကျွန်တော်မြင်မြင်လို့ဆိုရင်မညီညာဘူးဆိုတော့ရေထုတ်ရတဲ့အခါမှာဆိုရင်ကျွန်တော်တို့တဲ့အခါမှာဆိုရင်ရေကုန်တဲ့နေရာကုန်ပြီးတော့ရေဝတ်တဲ့နေရာမှာဆိုရင်လည်းပေါင်းသက်စီဖြန်းတဲ့အခါဆိုရင်မထိရောက်ပြီးတော့ပေါင်းကာကွယ်နှိမ်နှင်းတဲ့အချိန်မှာဆိုရင်အခက်အခဲရှိတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆိုင်ခင်းတွေမှာဆိုရင်မြင်ရတဲ့ဆိုရင်ညီညာပြီးတော့ရေသွင်းရေထုတ်ဒါမှန်ကန်ရမယ်လို့ဆိုလိုချင်းဖြစ်ပါတယ်ခင်ဗျနံပါတ်6အချက်ကတော့ကျွန်တော်တို့ဆေးဖြန်းတဲ့အခါမှာဆိုအသုံးပြုတဲ့ရေပေါ့နော်ရေဟာဆိုရင်ကျွန်တော်ကြည်လင်တန်ရှင်းနေရမှာဖြစ်ပါတယ်ချို့ဒေသတွေမှာဆိုရင်ရေဟာဆိုရင်ရေငန်တာတို့ရေနောက်တွေဖြစ်တာတို့စသဖြင့်ပေါ့နော်ရေရဲ့အရည်သွေးမကောင်းခြင်းဟာလည်းပဲကျွန်တော်တို့ပေါင်းသက်ဆေးတော်လကောင်းပိုးသက်ဆေးတော်လကောင်းမှုသက်ဆေးတော်လကောင်းကျွန်တော်ဖြန်းတဲ့ဆေးရဲ့အနည်းဆုံးကိုဒါတိုင်းတာတစ်ခုထိထိခိုက်နိုင်တာဖြစ်တဲ့အတွက်ရေရဲ့အရည်သွေးဟာလည်းအမှန်ကန်တဲ့ရေရှည်မှုဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်ခင်ဗျနံပါတ်9အချက်ကတော့ကျွန်တော်ဆေးမျိုးစားကိုလိုက်ပြီးတော့ပေါ့နော်ပေါင်းသက်ဆေးတိနက်ဆိုင်ခင်းတွေမှာဆိုဆေးဖြန်းပြီး3နာရီကနေ6နာရီအတွင်းမှာကျွန်တော်မိုးလို့ရပါမယ်အကယ်၍မြန်ကျွန်တော်တို့ကဖြန်းပြီးတော့တတ်မှတ်ထားတဲ့ကာလအတွင်းမှာကျွန်တော်တို့မဟုတ်ဘဲနဲ့မိုးရွာလာတယ်ဆိုရင်ကျွန်တော်ပေါင်းသက်စီရဆိုရင်ပေါင်းကိုအောင်မြင်စွာကျွန်တော်တို့နင်းကာကွယ်နိုင်မှာမဟုတ်ပါဘူးခင်ဗျနံပါတ်10အချက်ကတင့်တော်တဲ့ကျွန်တော်ဆေးဖြန်းကောင်းကိုအသုံးပြုရပါမယ်ပင်လုံးပြန်းနဲ့မြေပေါ်ဖြန်းတဲ့ဒီပေါင်းသက်စီအတွက်ဆိုရင်ကျွန်တော်ရက်တောင်ပုံစံဒါနော်ဆယ်ကောင်းကိုအသုံးပြုရမယ်ပြီးထိတွေပေါင်းသက်စီအတွက်ဆိုရင်ကျွန်တော်တို့အုပ်ဆောင်ပါတဲ့နော်ဆယ်ကောင်းလို့ကျွန်တော်အသုံးပြုတာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျနံပါတ်9အချက်ကတော့ကျွန်တော်ဆေးတစ်မျိုးတည်းကိုပေါ့နော်ဇက်တိုက်မသုံးရပါဘူးအုပ်စုမတူတဲ့ဆေးကိုကျွန်တော်ပြောင်းလဲပြီးသုံးဆေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပေါင်းသက်ဆေးမှမဟုတ်ပိုးသက်ဆေးမှုသက်ဆေးလည်းအလားတူပါပဲခင်ဗျအဲ့လိုကျွန်တော်တို့ဆေးအုပ်စုတစ်မျိုးတည်းကိုကျွန်တော်ဇက်တိုက်သုံးမယ်ဆိုရင်ပေါင်းသက်ဆေးတန်ကိုခံနိုင်တဲ့ပေါင်းမျိုးစိတ်တွေပေါ်လာအကြောင်းကိုကျွန်တော်တို့နှိမ့်နှင်းရခက်တဲ့ပေါင်းတွေပေါ်လာနိုင်တာအကြောင်းဖြစ်ပါတယ်ခင်ဗျနံပါတ်10အချက်ကတော့ပေါင်းသက်ဆေးတစ်မျိုးတည်းကိုသုံးခြင်းတဲ့ဒါ2မျိုး3မျိုးအရောကိုသုံးခြင်းကပို့ပြီးတော့အာနိသင်အစွမ်းထက်ထိရောက်တာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ဈေးကွက်ထဲမှာအခုဆိုရင်ကျွန်တော်ပေါင်းသက်စေတစ်မျိုးတည်းမဟုတ်ဘဲနဲ့2မျိုးကနေ3မျိုးအရောတွေအလွယ်တကူကျွန်တော်ဝယ်ယူအသုံးပြုနိုင်တာဖြစ်ပါတယ်ခင်ဗျနံပါတ်7အချက်ကတော့ကျွန်တော်တို့ပေါင်းသက်စေဖြန်းတဲ့ဆေးဖြန်းပုံကိုတည်တံ့ထားနိုင်အကောင်းဆုံးပေါ့နော်ဒါအပြင်ကျွန်တော်တို့ဆေးမဖြန်းခင်နဲ့
ဆေးဖြန်းပြီးအချိန်မှာဆိုတော့ရေတခြားဆေးပြီးတော့စေကြောတန့်စင်ပြီးမှအသုံးပြုခြင်းဟာအကောင်းဆုံးအခြေအနေဖြစ်ပါတယ်ခင်ဗျနံပါတ်7အချက်ကကျွန်တော်မြေပေါ်ဖြန်းတဲ့ပေါက်ဆက်ဆေးအသုံးပြုရမှာဆိုရင်ဒါဆေးဖြန်းကောင်းနဲ့မြေကြီးတော်၎င်းအသီးနှံပင်နဲ့ထိပ်ဖြန်းတဲ့ကျွန်တော်တို့နော်စကောင်းအကွာဝေးတော်၎င်းကျွန်တော်တို့တပေချားပြီးတော့ကျွန်တော်ပတ်ဖြန်းရမှာဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ရှင်းပြတဲ့အချက်12ချက်ရှိပါတယ်ခင်ဗျဒီချက်တို့တောင်သူဦးကြီးတွေတခြားလေးကူးစိုက်ပြီးတော့ဒါလိုင်းနာဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်ဒီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့လေယာလုပ်ငန်းခွင်မှာလူသားရှားပါလို့တော်လကောင်းစီးပွားရေးအရာတွက်ချေကြအောင်လို့တော်လကောင်းကျွန်တော်ပေါင်းကာကွယ်နှိမ်နေတဲ့အခါမှာဆိုရင်ကျွန်တော်ပေါင်းသက်စီတစ်မျိုးတည်းကိုမသုံးမနဲ့ပေါ့နော်ဗတ်စုံပေါင်းကာကွယ်နှိမ်နေနည်းကိုကျွန်တော်အသုံးပြုလင်တော့ပုံမကောင်းမွန်လာဖြစ်ပါတယ်ခင်ဗျဥပမာဆိုကြပါစို့မိမိရဲ့ဒေသရည်မြေရာသူတို့အခြေအနေလိုက်ပါဒီပေါင်းကောက်ဝယ်နေနည်းနေရှိကြပါတယ်ကျွန်တော်တို့ plastic အုပ်ပြီးတော့စိုက်တာတို့ကျွန်တော်တို့တချို့ဒီလေကင်းတွေမှာဆိုရင်ရေဝတ်တဲ့တံကိုခန္ဓာရည်မရှိတဲ့ပေါင်းမြတ်တွေကိုရေလွှမ်းပြီးတတ်တာတို့နောက်တနည်းကတော့ကျွန်တော်သိနိုင်မစိုက်ခင်ပေါ့နော်ဒီပေါင်းမြတ်တွေမထားနိုင်အောင်ကျွန်တော်လူထေးခန္ဓာမျိုးစသဖြင့်ပေါ့နော်ဒီဘတ်စုံပေါင်းကောက်ဝယ်နေနည်းတွေကိုကျွန်တော်အသုံးပြုမှသာလျှင်ကျွန်တော်ရေရှည်တည်တံ့တဲ့ပေါင်းကောက်ဝယ်နေနည်းဖြစ်ပါတယ်ခင်ဗျအဲ့လိုကောက်ဝယ်နေနိုင်မှသာလျှင်ကျွန်တော်တို့တောင်သူဦးကြီးတွေမျှော်မှန်းတဲ့အထွတ်နှုံးတွေရရှိပြီးတော့စီးပွားလာပါတွေတိုးတက်အောင်မြင်မှာဖြစ်တဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ